ဒေါက်တာဝေပါတင်းတိတ်အကြောင်းကတော့ကျွန်တော်တို့အားလုံးသိကျင်နေကြတဲ့အတိုင်းပဲတင်းတိတ်ကပျောက်လားပေါ့အဲ့ဒါအရင်ဆုံးပြောကြတယ်တင်းတိတ်ပျောက်လားဆိုတင်းတိတ်ကမပျောက်ပါဘူးတတ်တာအောင်လုပ်လို့ရတယ်အဲ့တော့ဘာကြောင့်မပျောက်ဘူးလို့ပြောတာလဲဆိုတာအဓိကဘယ်ပုံမှာသွားမှုတည်တာလဲဆိုတော့တင်းတိတ်ဘာကြောင့်ဖြစ်လာလဲဆိုတဲ့ပုံမှာမှုတည်တာတင်းတိတ်ဖြစ်လာတဲ့အကြောင်းကိုကျွန်တော်ကိုလာမေးကြတာလဲတော်တော်များတယ်ဒါကြောင့်ဖြစ်တာလားဟိုဟာကြောင့်ဖြစ်တာလားဟိုဟာလည်းဟုတ်နိုင်တယ်ဒီဟာလည်းဟုတ်နိုင်တယ်ဆိုပြီးတော့အကုန်လုံးကလိုက်ပြီးတော့ထင်ကြီးတွေနဲ့ပြောကြတယ်ပေါ့နော်ဘာကြောင့်လို့ဖြစ်နေရလဲဆိုတော့တကဘာလုံးကတင်းတိတ်ကဘာကြောင့်ဖြစ်လဲဆိုတာဘယ်သူမှမသိသေးဘူးအဲကြောင့်တင်းတိတ်ဖြစ်ပေါ်လာပုံအကြောင်းရင်းသသိန်းဆိုတာကထင်အောင်ထင်မှားပြောတဲ့ဟာတွေလည်းပါနိုင်တယ်လို့ကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်ပြီးတော့ဖြစ်နိုင်တယ်လို့သတ်မှတ်တဲ့ဟာမျိုးတွေလည်းပါနိုင်တယ်ဥပမာဆိုရင်ကျွန်တော်တို့နေအောင်ကြောင့်တင်းတိတ်ဖြစ်တယ်တဲ့နေအောင်ကြောင့်တင်းတိတ်ဖြစ်တယ်လို့ပြောမယ်ဆိုရင်တကယ်တမ်းနေအောင်နဲ့ထွက်တဲ့လူအကုန်လုံးတင်းတိတ်ဖြစ်ရမယ်ဒါပေမဲ့နေအောင်ထွက်တဲ့လူတိုင်းတင်းတိတ်မဖြစ်ဘဲနဲ့တချို့လူတွေမှာပဲဖြစ်တယ်လို့ကျွန်တော်တို့သတ်မှတ်တယ်အဲဒါကြောင့်100%လုံးလုံးလည်းပြောလို့မရအောင်နေအောင်ကတင်းတိတ်ကိုပိုဆိုးစေတယ်ဆိုတဲ့အရာမျိုးပဲပြောလို့ရမယ်လို့ထင်တယ်ပြီးရင်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အရေပြားမှာဒဏ်ရာတစ်ခုခုရရင်ဥပမာနေလောင်တာပဲဖြစ်ဖြစ်အရေပြားမှာဆေးတွေလောင်တာပဲဖြစ်ဖြစ်ဥပမာဆိုရင်နောက်တစ်ခုကactive ingredient တွေရမ်းသုံးပြီးတော့ barrier ပြတ်ပြီးရေပြားလောင်သွားတာပဲဖြစ်ဖြစ်အဲ့လိုကိစ္စတွေမှာဆိုရင်လည်းသူကဘာလဲဆိုတော့တင်းတိတ်ဖြစ်လာတတ်တယ်ဆိုတာမျိုးဖြစ်တတ်တယ်အဲ့ဒါကြတော့ဘယ်ပုံမှာမူတည်သွားလဲဆိုရင်အရေပြားမှာရှိနေတဲ့ဆဲတွေကဒဏ်ရာရပြီးသွားတဲ့အချိန်ကျရင်ပြန်ပြီးအသစ်ဖြစ်ဖို့အတွက်ပြုပြင်တဲ့အချိန်ကျရင်တင်းတိတ်လိုမျိုးအမဲကွက်တွေနဲ့အမာရွတ်လိုကြံခဲ့တယ်လို့ကျွန်တော်တို့ကယူဆလို့ရတယ်နောက်တစ်ခုကကြတော့ genetic တဲ့ဗီဇအဲ့တော့ဗီဇဆိုတဲ့သဘောကဘာလဲဆိုကိုယ်တိုင်လုပ်ယူလို့ရတဲ့အရာမဟုတ်ဘူးဥပမာအဖေနဲ့အမေနဲ့စီမှာတင်းတိတ်ရှိတယ်ဆိုရင်ကိုယ့်စီမှာတင်းတိတ်ရှိနိုင်စီများတယ်အဲ့လိုပဲပြောလို့ရတယ်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ဘာမှပြောပေးလို့မရဘူးနောက်တစ်ခုကကြတော့ဘာလဲဆိုဟော်မုန်းဒါကတော့ပိုပြီးအလံဝေးသွားပြီဒီဟော်မုန်းကြောင့်ဖြစ်တယ်ဆိုတဲ့အရာဒီဟော်မုန်းကဘယ်လိုဟော်မုန်းဆိုရင်ပိုဖြစ်လဲဆိုတာပြောလို့မရပြန်ဘူးအဲ့တော့တချို့တွေကြတော့ဘယ်လိုပြောကြလဲဆိုတော့အမျိုးသမီးတွေမှာတားစီးတွေတုံးလိုက်တဲ့အချိန်ကြရင်တားစီးတွေထိုးလိုက်တဲ့အချိန်ကြရင်အမဲတွေထွက်လာပြီးတင်းတိတ်တွေပူဆိုးလာတယ်ဆိုတဲ့ဟာမျိုးပြောကြတယ်အဲ့ဒါလိုမျိုးလဲကျွန်တော်တို့တွေ့တာများတယ်တချို့ကြတော့လဲဘာလဲဆိုတော့ကိုဝင်ဆောင်လိုက်တယ်ကိုဝင်ဆောင်လိုက်တဲ့အချိန်မှာတင်းတိတ်တွေအချက်လိုက်ကြီးမဲပြီးထွက်လာတယ်ဆိုတာမျိုးရှိတယ်အဲ့တော့ဒီလိုတက်တွေတာရကားတွေရှိတဲ့အတွက်ဒီလိုကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ဟာပဲကျွန်တော်တို့ကပြောလို့ရတယ်တက်အပ်ကြီးကိုဝင်ဆောင်ရင်တင်းတိတ်ဖြစ်မယ်လို့ကိုဝင်တားစီးတောင်းရင်တင်းတိတ်ဖြစ်မယ်လို့ကျွန်တော်တို့100%ပြောလို့မရပြန်ဘူးဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးကိုဝင်ဆောင်ပြီးတော့နောက်ကိုဝင်တားစီးတွေတုံးတဲ့သူတွေအကုန်လုံးကတင်းတိတ်ဖြစ်နေတာမျိုးမဟုတ်ပြန်ဘူးနောက်တစ်ခုကကြတော့ skin barrier တဲ့ skin barrier ဆိုတာဒီအရေပြားအပေါ်ယံကကာထားတဲ့အလွှာပြင်လေးအဲ့ skin barrier ကောင်းနေအရေပြားအားကောင်းတာဖြစ်တဲ့အတွက်ပြင်ပကနေလာပြီးတော့ထိမဲ့အရာတွေလောင်မြိုက်စီမဲ့အရာတွေကိုသူကကာကွယ်ပေးနိုင်တယ်အဲ့ဒါကြောင့်ဒဏ်ရာရတာနည်းတာဖြစ်တဲ့အတွက်အဲ့လို barrier ကောင်းနေတဲ့လူတွေကတင်းတိတ်ဖြစ်ဖို့ရာခိုင်နှုန်းနည်းတယ်တဲ့အဲ့ဒါကြောင့်တချို့တွေဘယ်လို recommend လုပ်လာလဲဆိုတော့ ceramide ပါတဲ့skin care တွေလိမ့်ကြတယ်ပြီးတော့နောက် hyaluronic acid တို့ squalene တို့အဲ့လိုဟာမျိုးလေးတွေလိမ့်မှများရင်လည်းတင်းတိတ်ကိုတက်တာစီတယ်ဆိုပြီးတော့ဖြစ်ကြတယ်အဲ့တော့barrier ကောင်းရင်ဆိုတဲ့နေရာမှာတချို့ကြတော့ barrier ကောင်းရင်မျက်နှာအရေပြားအစီလဲပြန်တယ်ပေါ့အဲ့ဒါကြောင့်တချို့ဘယ်လိုပြောပြီလဲဆိုတော့ဝက်ချံဖြစ်ရင်တင်းတိတ်မဖြစ်ဘူးဆိုတဲ့စကားတွေထွက်လာတယ်အမှန်တော့အဲ့ဒါလည်း100%မမှန်ဘူးဗျ။ဘာကြောင့်လဲဆိုတော့ဝက်ချံဖြစ်တဲ့လူကသူဝက်ချံဖြစ်တယ်။ဝက်ချံဒဏ်ရာကနေပြီးတင်းတိတ်လိုဟာမျိုးဖြစ်သွားတာလည်းဖြစ်နိုင်သေးတာပဲ။အဲ့တော့တင်းတိတ်ဖြစ်လို့ဝက်ချံမဖြစ်ဘူးလည်းပြောလို့မရဘူး။တင်းတိတ်ဖြစ်ပြီးတော့တင်းတိတ်အတွက်လိမ့်စီးတွေလိမ့်ပြီးတော့ steroid ထိသွားပြီဆိုရင်လည်းဝက်ချံဖြစ်သွားနိုင်သေးတာပဲ။သူတို့ကဘာလဲဆိုတော့ဘာမှအမျိုးမတော်တဲ့ညီမတွေလို့ပြောလို့ရတယ်။နော်ဗာလဲဖိအေးမတူမအေခွဲညီမတွေနော်အဲ့တော့ဖြစ်တာပဲတစ်ခုနဲ့တစ်ခုကလိုက်ဖြစ်နေတယ်လို့မျိုးကျွန်တော်တို့တွေ့တာများတယ်ပြီးတော့နောက်တစ်ခုကနောက်ဆုံးတစ်ခုကတင်းတိတ်တည်တဲ့အရေပြားပေါ်ရန်လွှာမှာတဲ့ cell တွေတဲကိုသွေးတွေပို့တာများတယ်ဆိုရင်တင်းတိတ်တွေဖြစ်တယ်ပေါ့ vascular component ပေါ့အဲ့လိုဟာမျိုးတွေဆိုရင်တင်းတိတ်တွေဖြစ်တာများတယ်ဆိုတော့နောက်ပိုင်းမှာတင်းတိတ်အတွက်ကောင်းတဲ့skin care တွေထဲမှာဘာတွေပါလာလဲဆိုတော့ tranexamic acid ဒီအဲ့သွေးထိန်းဆေးလိုဟာမျိုးလေးတွေလိမ့်တဲ့ဟာမျိုးမှာပါလာတယ်အဲ့လိုဟာမျိုးလေးတွေပေးလိုက်တယ်ဆိုရင်ဒီသွေးကြောမြင့်လေးတွေဖွာတာလည်းနည်းသွားမယ်ပြီးတော့တင်းတိတ်လည်းတက်တာသွားမယ်လို့ပြောလို့ရတယ်အဲ့တော့အနည်းချုပ်ရပြောမယ်ဆိုရင်နံပါတ်1နေအောင်ရယ်နံပါတ်2က
ပြီးတော့ဟိုပါပေါ့ဟိုဟော်မုန်းကြောင့်ရယ်နံပါတ်3ကကြတော့အရေပြားဒဏ်ရာရတာရယ်နံပါတ်4ကကြတော့ဟို genetic ဗီဇအရာဖြစ်တာရယ်နံပါတ်5ကကြတော့ skin barrier ရယ်နံပါတ်6ကကြတော့အရေပြားပေါ်ရန်တော့မှာသွေးကြောမြင်လေးတွေလာပြီးပွင့်တာကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ယူဆချက်တွေအများကြီးရှိတယ်ဒီထက်ပိုပြီးတော့ကောင်းတဲ့ယူဆချက်တွေရှိမယ်ဆိုရင်လည်းဒီပေါ်မှာမူတည်ပြီးကျွန်တော်တို့ကကုသတဲ့နည်းလမ်းတွေထပ်ထွက်လာမယ်လို့ယုံကြည်ရတယ်အဲ့တော့တင်းတင်းနဲ့ပတ်သက်ပြီးကုတဲ့နည်းလမ်းတွေကတော့အများကြီးရှိတယ်သို့တော့ကျွန်တော်တို့ဒီအခုမေးတဲ့မေးခွန်းထဲမှာကတင်းတိတ်ဖြစ်ပုံအကြောင်းတသိန်းဆိုတဲ့အတွက်ကျွန်တော်ဒီမှာဟိုညှို့ဟိုပါပေါ့နော်ယူဆထားတဲ့ယူဆချက်ကလေး6ခုကိုကျွန်တော်ပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်